ချောဒီမော်တော်ယာဉ်ဂိတ်ကနေနင်တို့စပြီးတော့တက်မှာပေါ့နော်။ဒါတောင်တက်ကားလမ်းဘက်ကနေတက်ကြတာပေါ့။တောလမ်းကတော့တိတ်ပြီးတော့လူတိတ်မသုံးကြဘူး။ဟိုချင်းခွေပါခွေတောကျွမ်းနေတဲ့လူတော့ပဲပေါ့နော်။ကဲဆက်တက်ပါပြီ။ရင်ငန်းတောင်ကြောင်ပြီးတော့ဒါဇရက်တွေဝေးတောင်ဝေးယူလာဖို့ယူလာရအောင်။ဟိုစတက်တဲ့အချိန်က7 နာရီနဲ့7 မိနစ်အခုနောက်ပါဒီခွေးကလေးတေးလေးဟုတ်ပြီတေးလေးဒီဖရားရေဆိုရင်ရှေးအောင်ဖရားလားမသိဒါတော့မပြုတ်ပြင်မဲ့ထားတော့ဟန္နာ900ရဟန္နာ900ရုပ်ကလေးလေးပြောလိုက်တာဘဲမှမကွေးနေမှာကြီးကားလာနိုင်တဲ့ပဲတက်သွားတဲ့ရောက်ပြီတဲ့ရပြီငယ်လေးချီရတာကလေးလေးက4 နှစ်ပြည့်နေပြီချီတယ်ကြားနေရနော်ဘယ်ရလဲမသိရပါပါလေမြန်လိုက်တာအားတော့တက်နေရလို့လည်းကြည့်ပါအောင်တာချမ်းရဲ့大仙公江，记得那边有，基本嘛是的耶，地还没好了，哦，也是的，我们把那接完了嘞，哦。哎呀，那个，ကောက်လို့မရဘူးသမီးဒါရေထဲကျသွားတယ်မယ်အခုတော့တောင်တက်လမ်းကိုစတက်ကြပါပြီနည်းနည်းလေးကုန်းလေးပေါ့အပေါ်ရောက်လာတယ်ဒီမှာဖြစ်နေတာပုံမှန်ကိုကလေးမပုံဖောက်ဘူးဖြစ်နေတာမချောကဲအပေါ်ကယာဒီဦးနဲ့အောက်ကယာဒီဦးနဲ့အောင်မတူဘူးဟိုဒီစကျန်းလာမယ်ဟိုကရချောင်းတော့ဘာလို့လိုမျိုးလဲဟိုတောင်ကျရီတွေကကြောက်ကြရတယ်အတန်ကတော်အတန်းနားရမှာနော်အေးချမ်းနေအောင်ပဲမောပြေဒီကကနေကြမှာရေစောနေကြမိုးရင်းဆိုတော့လေရင်းရဲ့ဈေးမြက်ကဘယ်ရည်လဲမသိဘူး။လေးလေးဒီတော့တောက်ကမချောဘူး။ကိုယ့်အကကြံခဲ့ရှင်။ဒီတိုင်းလား။မောနေတယ်လို့နော်ကြည့်ရ။ရော့။မောနေပြီလားဖိုးချင်းမောနေပြီလားတာချမ်းဖြစ်နေပြီ။ကင်ထားတယ်။ဖိုးချင်းချီတိုင်ရတော့ဖိုးချင်း။အေး对呀呢。We goodbye. We goodbye. Butterfly. See you later. See you later. နောက်ပြန်မရှောင်းဘူး။ချော်လဲမယ်။ See you later. ဟာကိုလေတက်ပြီတာချမ်းတော့ဖေးလေးလုံးတုံးနဲ့ See you later. ဟာဘယ်လိုလဲခွေးရလေဟာကြောက်တုံးနေနေစောက်တာ
ညောင်မြတော့ရအကြောင်းသာရောက်တော့ပါမယ်လာ သူမနိုင်နေတယ်မနိုင်တော့မယ် ညောင်မြတော့ရအကြောင်းသားရောက်ပါပြီတက်လာတာမိနစ်40လောက်ရှိပြီတမလားရှင်းလာမတွေ့ပါလားနော် ဒီလိုတောင်းဝေးလို့ဒီစက်တက်အပေါ်ရောက်မှဆက်ဆိုးတယ်။ပုံမှန်လည်းဒီလိုဟာရှိသေးတယ်။ဒီဘာမှမရေဆိုးကုန်မဲ့ခဏတည်းရေဆိုးကုန်မဲ့လမ်းလျှောက်လို့မနိုင်ဖြစ်တယ်။မင်းအောင်ဆိုးမဆိုးခံ။အေးညာမင်းအောင်ဟာတော့ရတော့လူတွေကြောင့်ဟိုဘက်ချမ်းအောင်သွားရတယ်တူတယ်နော် ရေကူးပြီးတခါလားအောင်းတို့လေးနဲ့ဖြစ်သွားတော့ ။ဟာတော့ မမ တက်ပါတယ် ဆင်ကြပါခင်ဗျာဘိုးချင်းเนี่ยที่สิ่งเดียวกันပြန်ဆင်းတောင်းတဲ့ကားတဲ့ ။ရှိအောင်ရှိပါစေ။မသားဖောက်ညဝေးမြမသိဘူး။ကြည့် တောင်းတဲ့ကားလားနဲတော့မယ်အားတော့ဒီလိုက်တာ မင်းပါဝင်ထိုင်လေ ဒီလိုသွားပါ ။ဟုတ်တယ် အဲ့ဒီကိုသွား ။မိကလေးရှိပါလေ။အမလေး ဟိုကတော့မမေးလဲပါဒီကားကြီးပါပြန်ဝေးပြီးတော့ပြန်ကြနောက်တဲ့ကလာဝင်လာတော့တက်တာကိုပြောလာတယ် မင်းလားဆက်ပြီးစမ်းမလား ပြောနေ ကဲဆက်တက်မယ်ကွယ် အော်ကိုရီးယားတော်ဒီပါလောက်ရောက်ပြီတင်တာပဲဘယ်ဟုတ်လဲခုမှစတယ်ဒီစေးပါလားတွေးကြုံနေတာတော့တတိပါတော့ 妹，地的这个，妹这刚地的地的这刚的， သိရ 这这地这地就别啥呀的， ဟုတ်လားသိဘူးမင်းရသိလား ဘိုးတွေလည်းရွာနေပါပြီဒါပေမဲ့ဆက်တက်နေပါပဲနားတာနည်းနည်းလေးကြာသွားတယ်တောင်တက်ချိန်နည်းနည်းလေးနောက်ကြာပါလှပါတယ်ဒီနေ့ကြောက်လေ view ကြီးကမိုက်နေတာတော်လာပါဟဲ့ကဲစင်ကြိုက်တောင်ထိတ်ဟွာနားလေးကိုတော့ရေးရေးလေးမြင်နေရပါပြီခွေးတွေကတော့ရှိတယ်စင်ကြိုက်တော့ခွေးတွေကတော့ရှိတယ်ကီးဆိုင်ဖို့တော့လူမယ်အရာဒီယန်ကို1 by 1ဒီယန်ကိုမချင်1 by 1ဟရာဘိုးတွေကမဲလာပြန်တယ်
ဆရာမချီပိုးနဲ့မရတော့ဒီတိုင်းချီချီဘိုးရတော့လဲ5တမျိုးပေါ့ဒီကွေးလေးကမိုးဖိုက်တောင်းတော့ဘူးဒီပဲတနာပါဘိုးကအောက်မှာကျွေးလိုက်တော့ပုံသွားတယ်လေတွေကရမ်းတိုက်တာဘိုးရတယ်တဲ့လက်မြောက်ခွေးတွေကတော့နောက်ကလေးလိုက်တာဟုတ်ပြီတော့ငင်းရတာဘိုးရရတယ်အောင်မြေတဲ့တော့ရကျောင်းတိုင်းမှာပါ ဟုတ်ပြီမ ဟုတ်လားဘာမဲ့ပါဘာမဲ့လေကားလမ်းဆိုတာကအလဲမှာဒီလိုအဖြူလေးဆွဲထားတယ်ဘေးမှာဟိုလိုမျိုးအဝါလေးပါမယ်အဲ့ဒါဆိုရင်ကားသွားဖို့အတွက်တီးတန့်သတ်မှတ်ထားတယ် ဟုတ်ဖျားကြီးပါပဲ ဟုတ်လားဟိုဘက်လားဟိုဘက်ကသွားရင်ဖေတို့တောထဲရောက်သွားမှာပေါ့ ချစ်ရှာ တမိုင်နဲ့ဘာပါလုံးအများကြီးလို့တယ်နော်ဒီနေရာတော့မှတ်ပါတယ်ဒီကလေးကိုတင်းစိန်ကလေးကိုခန်းဆိုဘာမှမမြင်ရတော့ပါပုံများလာတယ်ဘာဆိုဘာမှမမြင်ရပါဘက်ချမ်းကြီးဟာပေါ်မှာမြူတွေပုံများလာပေါ်ရောက်လေဒီလိုမြူတွေပို့ဆိုင်လာတာချမ်းမမေရတော့တာချမ်းရဲ့ကြီးကြားမှုနဲ့အတူဒီတစ်ခါတောင်တက်ခီးမှာစကားတွေမပြောနိုင်တော့ပါဘူးခင်ဗျာလေးလေးကလိမ့်ပါပါတယ်ရှယ်လန်းကြီးပါတကယ်ရှယ်လန်းယူတတ်ကောင်ပါဒီရန်တိုက်ပါတယ်ဒါအရင်တော့လမ်းဟောင်းလို့တူရတယ်မလားခလေကတက်တယ်အားကြောင့်တောလမ်းကြောအပင်နေများလို့ဆိုရင်သွားခိုင်းတယ်မင်းဒါဘာမဲ့ကုံအောင်မြေတော့ရကျောင်းတိုက်ပေါ့နော်အဲ့ကျောင်းတိုက်ထဲမှာခုနပါဗျာငကားဟုတ်လားဒါဖျားဝုံပေါ့ကျောင်းတိုက်ဝင်းထဲမှာဈေးတွေအများကြီးရှိတယ်ဘာမဲ့ကုံအောင်မြေတော့ရဖျားကျောင်းဘာမဲ့ကုံအောင်မြေတော့ရကျောင်းတိုက်တွေမှာရှိတယ်ဖျားတွေပေါ့အဲ့တော့ဘာမဲ့ကုန်းတော်ရကျောင်းတိုက်အရှိဝန်သားမှာရှိတဲ့လမ်းဟောင်းပေါ့နော်လမ်းဟောင်းပဲဆက်သွားတယ်ဒီကနေသွားမယ်ဆိုရင်ငကားဥဖျားပေါ့နော်ရောက်မယ်ရှိမှကျောင်းတိုက်တစ်ခုရှိအောင်လား ပါအတာပါအားခါရမတ်စာရ ဒါငကားဥကျောင်းတိုက်ရှေ့ဆက်သွားမယ်ဆိုရင်ငကားဥဖျားမီးတော်မြူတွေစိုင်းနေပါပြီပြန်စိုင်းလာပါပြီရှင်းပါလေမြူတွေစိုင်းနေပါလေရေကုံတော့ ငကားကိုဖရတယ်နော်လေ ဒီဖုန်းကြောင့်ဒါပါကြောင့်လောကတရဘူးမဟုတ်ဘူးအရှိနာတွေမှာရှိတဲ့ရေပါပေါ့နော်တောက်လို့ရတယ်တောက်လို့ရဆိုရေထည့်လိုက်မယ်
တန်ရှိလောက်တဲ့ကိုကြီးပေါ့ဂါဒနာကြီးပေါ့နော်တောက်လို့ရရဲ့ စမ်းကြောင်းရေရမသိရေဘာလဲရေတန်းကြနေရောနော် ဟုတ်တယ် ဟုတ်ကောင်းတယ် တော့သားတောင်သားတန်ရောင်းထဲမှာ 阿姨。 ဒါချင်းအရင်ကြည့်ကြတာလေကားနဲ့ကြောင်းကားနဲ့မမရဘူးလို့တော့မရဘူးမဟုတ်ဘူးကဲရောက်ရှိအခုနင်တို့ရောင်းနေတဲ့ကလေးအရင်ကြည့်ကြလို့တော့2မိုင်ဟုတ်တယ်2မိုင်လောက်တော့လမ်းလျှောက်ပြီ3မိုင်ကိုကျတော့တာချမ်းကလေရန်ကိုတော့ရန်ကိုကလေးပင်ပန်းနေရတာမသိအဲ့နဲ့ကားကြုံကန်ကောင်းတယ်တောင်းမှဘယ်သူမှလည်းမရှိလူတရားမှမရှိဘူးမြူတွေတက်တက်ပဲမြူတွေရဘာမှမမြင်ရဘူး သုံးမိုင်တိ ပြန်လဲဒါ3မိုင်ဟုတ်လားအပြန်လဲလိုက်မယ်နော်ဘယ်လောက်လဲစင်ကြိုက်တောင်ကလေယာဒီဥတုချိုးကြတက်ကြရောအဖွဲလိုက်တက်ကြရင်လည်းတစ်မျိုးပေါ့နော်ဟိုယာဒီဥတုမကောင်းတဲ့ဒီလိုမျိုးရက်တွေဆိုလို့ရှိရင်မိုးတအားအောက်မှာဆိုမိုးရွာနေတဲ့အချိန်တီတောင်ပေါ်မှာလေတအားတိုက်ပါတယ်တက်လေကအဝေးကကြည့်နှုတ်ရထားဆင်နေရတယ်တက်လေကအဲ့လိုခါကြလို့ခင်နင်တို့လိုမျိုးမိသားစုဒီ2ယောက်3ယောက်တည်းနဲ့လာလို့ကအဆင်မပြေပါဘူး ဟုတ်တယ် နော် ဖွဲလိုက်လာရစီ လမ်းမားနိုင်တယ်မျိုးတွေတအားပိတ်တယ် 骑车去了。 ပေါ်စက်တက်ကလည်းဟိုဟိုစင်ကြိုက်တောင်ပေါ်ပေါ့နော်ဒီနေမော်တက်နေရပါလေရတော်လေးတော်များတယ်လေရအရင်တိုက်ရလို့နေကန်မြေကန်နေမပိုင်လုံးဝဆင်နေတယ်လာပြီဒီလိုရှိအောင်အောက်တော့ခွေးလေးမအလူရှင်နေဘယ်နေလားလေးပါးဝါကြီးမနေနဲ့ပြန်တော့ဆင်းဘီယူဆိုင်နော်ချော်ပါဆိုလို့ တော်တော်မှတ်တာဒီက 没拿过。 မြင်တာဆိုတော့မှတ်တာ ဒီမှာမတ်ပြီပေါ့ခင်ဗျ 哇，哎。
ကြီးတို့တောင်ကကျွန်တော်သွားများလို့တော်သေးတယ်ဒီစင်ချိုက်တောင်ကကျွန်တော်လူလာလဲမိုးလေးဆိုရင်နဲတယ်ပေါ့နော်တစ်ပတ်ကိုမိုးမြင်နေဟုတ်တယ်မိုးအစားလောက်ပဲတချို့တောင်တက်သမားတွေပါလာကြဒီချိန်ကျရင်တွေ့တော့ဟာကြည့်ဘာမှမမြင်ဟုတ်မြင်ရအောင်ဘာမှဒီကမိုးရင်းမဟုတ်ရင်လည်းချောတယ်မိုးရင်းမဟုတ်လဲတခြားပုံမှန်ကြီးဆိုတော့လေပါတိုက်မှာပဲနေဘူးဟိုဟာဖြည်းဖြည်းချင်းတက်လာတယ်ဟိုဒီတောင်ကိုင်မရမယ်နော်ဟိုကလေနာလို့ရှိရင်ဒီမှာလျောင်းတော့ဗျာမြန်လာဟိုဒီနေ့ရမ်းချောတယ်နော်ဘယ်လိုလဲဒီမှာဟိုရတယ်ရှမ်းနေဘယ်နဲ့မွေးနေရလဲ ညီထလွန်ခဲ့ ရှမ်းနေပင်ကြီးပဲခွေးလေဘာမှလည်းမရှိဘူးဒါတောင်မိုင်ဘိုးဘိုးကြီးပါစင်စိတ်တောင်မိုင်ရှင်ပြိုကြီးမတော်ရဟုတ်တယ်ရှင်ဒီစိတ်တော့ကားရောက်လို့ရနေရရောက်တယ်ပေါ့နော်အဲ့ဒါပြီးရနေပြီနင်တို့လှေကားအတိုင်းပဲတန်တက်လာရင်တော့15မိနစ်လောက်တော့တက်အောင်ပါပြီးတော့မှဒီပေါ်ရောက်လေရတော်တော်ချမ်းလာဟုတ်ကဲ့မြင်နေပါမှာ对吧？有些时候到现在，我家日本的嘛。弄哎，လူထဲဒီမှာကောကောင်ချာရေးဒီမှာကောပဲနော်ဒီမှာကောချာ哎，这个白毛鸡，这个，你白毛干谁的呀？谁的呀？ ဆိုတော့တက်တင်လာတာ ဒီလိုဟာမျိုးစားချင်လိုက်ဝယ်မှာဝယ်ရမှာမသိဘူး ဝယ်မရဘူးစားစားမှာ ဒီမြင်ခွင့်ရတယ်ဘယ်နားကနေကြည့်လို့ရတယ်ဒီ ဒီကွေးအော်တက်လာတဲ့ဒီ ဒီအောက်ကလန့်ကလည်း ဒီလမ်းခွဲတွေဒီဘက်ပြားနဲ့ဒီဘက်ပြား ဩလမ်းခွဲဩ လမ်းခွဲကြိုက်ကြ အခုကကျမြူများနေဘာမှမတွေ့ရဘူး ကောင်းနေပြန် ဦးရင်းကဖျားဘူးနေနော် ဟုတ်ဘောမိုးပြပြ ငိုလွင့်နေနေ မ
မာနေနေတာလာရင်လူတော့လာများအခုကမဟုတ် ဆင်းကြိုက်တောင်ပေါ်မှာအောက်မှာကြည့်ဒီမှာတော့ဟွာရှိရဒီတော့ဒီကတုံဘက်ကလာလို့ရှိရင်ဒီဘက်ကသွားလို့ရတယ်ဒီဘက်လမ်းနဲ့သွားလို့ရတယ်ကားလမ်းပို့ဖြောင်းနေဒီငိန်တော့လေခဏပဲဒီမငိန်တော့လေခုနတိုက်တော့ဝူးနဲ့အခုပြန်ရောက်လာတယ်လေးအလုံးလိုက်ကြာ ပန်းနေမြန်တော့ဒီမှာကြည့်တော့ငကားညီနောင်ရဲ့ကျွန်တော်ရွှေစင်းကြပန်းကုန်းဇင်းချိုက်ပန်းကုန်းဒီကပန်းကုန်းဘက်ကနေပိုင်လားဟောပန်းကုန်းဘက်ကလားနီးနီးလေးပေါ့နော်ပန်းကုန်းဘက်ကနေလမ်းလျှောက်ပြီးစင်းရင်ဘယ်လောက်ဒီကနေဆိုကြာတယ်ကံကောင်းလာမပေါ့ လမ်းပေါက်လားကာလာဒီတော့ရောက်တယ်စီကြိုက်ဒီချင်းလေး၎င်းရောက်တယ်အဲ့ဒါကတုံမှာပဲရှင်းပြီးတော့ပန်းကုန်းပြန်သွားရအဲ့ဒါကတုံထိလမ်းလျှောက်ရင်ဒီဘက်ကလျှောက်စင်းတယ်ဟိုဘက်ကလျှောက်စင်းတယ်ဘယ်ဟာပုံလေးကိုယ်တော့ဒီကနေတော့ဒီကနေရဒီကစင်းခဏဟိုဘက်ကလမ်းမပေါက်လမ်းကွဲကွဲတော့ပတ်ရဟုတ်လားကောင်းလမ်းတော့ပေါက်တော်လမ်းပဲလူလမ်းပဲတော်လမ်းခြားတယ်တုံးတော့တယ်ဆိုတော့လမ်းမနိုင်တာလမ်းမနိုင်ဘူးကမတော်ဘူးလေလူမတော်ဟုတ်ကဲ့ဒီမှာလမ်းကြောင်းပဲစင်းဝိုင်းမကြည့်ဘူးသဘောကောင်းတယ်မုတ်တွေနဲ့အခမ်းပါတယ်ဒီတော့ဖေပဲနေနေချီဆိုးလာကြအမဆိုးနေဆိုတော့ကိုပြန်ဆင်းတော့မယ်ဗောနော်ဖျားပေါ်မှာပူပါနဲ့အတိတ်ထန်လို့ကြာပြည့်ရဲ့လူရောရှိရဒီချိန်ဒါမှမဟုတ်အခုလာတဲ့အချိန်ဆိုရင်တော့မရှိဘူးနော်လူတိတ်မရှိဘူးပြန်ဆင်းတဲ့အချိန်ကတနာ2နာရီနဲ့မိနစ်30 33မိနစ်ဆိုတော့အဲ့အချိန်ဒီဖေကားပြန်ဆင်းတာမြန်လေးတော့သွားမယ်နော်အောက်မှာလေးလို့စောင့်နေလူတွေလည်းရှိရဲဆိုတော့ဒီနေ့စင်းကြိုက်ကိုခရီးဝေးသွားရဖို့ဖြစ်တဲ့ကနေတူဖူးခဲ့ဖူးလို့ရအောင်လို့မတန်းလေးတွေချတဲ့ပြီးခဲ့တာရှင်ဒီတွန်းလက်တွေဒီလည်းကျွန်တော်အင်တာကြီးလည်းရှိရဲပေါ့နော်ဟာလားတေးသေးချာချာတန်ရှင်းရှင်းလေးတောင်မှာတခုအဆင်ပြေတာဘာမုတ်ဆိုင်မှမရှိဘူးရိတ်ခါတွေပါလေဆိုလို့ရှိရင်ကိုယ့်ဟာကိုစားတတ်တယ်ဆိုလို့ရှိရင်ကိုယ့်ဟာကိုတည်လာရမယ်ဒါပေမဲ့ဒီတောင်ပေါ်မှာတော့ညာအိတ်တဲ့လူတော့မရှိဘူးပေါ့နော်ဒီဘက်ကနေတက်ဒီဘက်ကနေပြန်ဆင်းအဲ့တော့ခုတော့ energy နည်းနည်းလေးပြန်ပြေသွားပါပြီတော်သေးရဲ့ဟိုရှိမှကြည့်လိုက်ပါမြင်နေအဲ့ချိန်မှာလည်းရမ်းနေတော့အကာရောမရှိဘူးဘက်ကနည်းနည်းလေးတော့adventure ဆွဲနေခဏလေးမမဖောက်လာခုလာသေးလားမဟုတ်ကမီကိုလမ်းတိတ်မစားဘူးတော့မီချူလာဆိုတော့ရှိရဒီတော့အားကျန်တယ်ဒီအားကျန်
ရှိမလားဖေဖေဒီအားကျန်းနေနော် ဟောအစင်းကတော့ဆင်းရတာလွယ်တယ်ဒါပေမဲ့အဲ့လိုကလေးတွေယူပြီးလို့ပါတယ်နော်ဒီကယူဆိုင်ပါရဘာလဲဆိုတော့ဒီနေ့ဒါဆိုယူရလည်းရန်ဆိုင်တယ်အဲ့ဒီကလည်းရင်းကြီးပြီးတော့တဘာဝပေါက်ပင်လို့ပေါ့အရိုင်းပင်တွေပေါက်တယ်ပြီးတော့ဒီရန်တိုက်ရဘိုးဆန်းဒီရလေတိုက်ရင်လေဝူးဆိုလို့တိုက်ပြီးတခုခုအဲ့လိုလွန်းထွက်သွားလောက်ဒီအဲ့လိုတိုက်တာဒီဘေးမှာတော့ဒီလိုဖျားလေးရှိဟုတ်တော့ဟိုမြင်နေရတဲ့နေရာဓာတ်လေကားပေါ့ဓာတ်လေကားတီးဆောက်ဖို့ပေါ့အခုဘဘကဦးလေးကြီးတော့ဦးလေးကြီးတွေပြောပုံရဆိုရင်ဟိုဗာလဲရာသီဥတုဆိုးလို့ပေါ့နော်ရက်တန့်ထားဒီအပေါ်ချမ်းကလေဗာနဲ့တူတယ်ဆိုဟိုပုတ်ပါလေတောင်ကလပ်ပေါ်ကလေအဲ့လိုဘိုင်မျိုးအဲ့လိုပုံစံမျိုးပေါ့အဲ့လို atmosphere ပေါ့ရာသီဥတုမျိုးသူကရန်လေတိုက်ရန်ကျန်းတယ်ဒါပေမဲ့ဒီမှာပို့ပြီးတော့အဆက်မပြတ်ဟွာပြဟိုမှာလည်းတိုက်တော့တိုက်တယ်ဒါပေမဲ့ဒီကပို့ပြီးတော့အစာဦးများတော့ခိုးနားခိုးလို့ရတယ်ကွာအကာအကွယ်ရတယ်နည်းနည်းလေးအပြင်လေးထွက်တာပေါ့ဒီမှာကျတော့ဒီမှာရန်တော့တွဲပြီးတော့သွားမှကြာဒီနေရာဆိုဘာမှမရှိဘူးလက်ကားလည်းမရှိဘူးအဲ့လိုပုံစံပေါ့မပါနဲ့အဖို့တော့ကြာသူ့ပေါ်လေး50အောင်လို့ဖွဲ့လိုက်လာရင်လည်းမျိုးဖွဲ့လိုက်လာရင်တော့ဒီအချိန်မှာဖះဘောကဟိုဘဘတွေပြောတာကတော့ဒီအချိန်မှာဘယ်သူမှတောင်းမလာကြဘူးမလာကြဘူးဒေသခံရင်တော့မလာကြဘူးဘာလို့လဲသူကပေါင်းလို့တပိုးတဲ့တပေါင်းပေါ့နော်ပေါင်းတစ်ခုကြတော့တက်လာအဲ့လိုချိုးရတယ်တက်လာအဲ့လိုချိုးအဲ့တော့ဆက်ရမှာပုံလို့လက်မကိုင်နဲ့လက်မတွဲနဲ့လက်တွဲရင်ပူကနေများလာဟိုကလေတကယ်လို့ဖက်နဲ့တွေပါဆိုဒီလေးကဖက်နဲ့စီးလို့ရကျွန်တော်မသိလို့မစီးရရဘူးပေါ့နော်ဒီနားကနည်းနည်းလေးမဲလေးဖြစ်တယ်ဒါလေးဆိုနည်းနည်းချော့နိုင်တယ်ကောင်းပါရာကြီးတော့ရမ်းကောင်းနေတဲ့အချိန်ဆိုတော့လေသူတို့ကားလမ်းကြုံရတာပဲကန်ကောင်းဟိုမှာဖက်စီးလို့ရတယ်ကွာဖက်နဲ့ခါဟိုအပေါ်ဒီမဟုတ်ဘူးဒီစီးလို့ရတယ်ဘိုးရမသိပဲနဲ့ဟိုတောင်ကြီးစဟိုဟာလောက်တည်းချက်ပါဆိုတဲ့နေရာလောက်ကျမှချစ်လို့ရတယ်ချိုးလို့ရတယ်ဘိုးရမဟုတ်ဘူးစတွေကနေမှတစ်ဖွဲတော့တောင်တဲ့ဘွဲရှိတယ်တဲ့တစ်ဖွဲတက်တစ်ဖွဲတက်လူတော့ရှိတယ်နည်းနည်းချက်လေးကိုနည်းနည်းပြတ်သွားတာဒီနေရာလောက်ဆိုတော့ဘာမှဒီနားကာရန်အမိုးကြီးပါတယ်ဆိုအေးဆေးပဲအဲ့ပြီးတော့ရင်းကြီးလည်းမရှိဘူးဒီနားဘေးကိုင်းနေတဲ့ခါကန်ဘေးကိုကန်ပြလူပဲတော့ပါခဏပူပဲခဏကိုနောက်မှလာတာကြာတာဘာတော့ရန်ကုန်ကနေလာတာကျွန်မတန်းကုန်းမှာတဲတယ်တောင်တက်ချင်လို့ဆိုပြီးတော့ကားပုံရောက်ပုံပြင်းရက်တဲ့ဟာမှတ်ထားနော်ကိုဒီစိတ်ခုတော့နင်တို့ကားဆရာဒီ
လေးတော့ကျန်းတယ်နော်မိုးရွာတယ်မိုးမရဘူးအဲ့လိုကြာမီးထိုးပြီးမှဟောတာပေါ့ဆရာ ဆရာဆရာ ကားကပြထားလိုက်ရမလားအချင်းလမ်းလျှောက်လာလား နမိုင် ချီပြီးတက်လာတာ နမိုင်ကြီးပဲရောက် ကောင်းတော့ကျွန်တော်ဒီနားလေးတက်တာမခံပါနဲ့ အပေါ်ထိတက်မှုမရတော့ဘူး ခံရချင် ရလား ဒီရဘုဒ္ဓပါ တက်သွားမှာမမသားမရှိကိုယ်ပဲဆိုဒီလဲမှာသူ့ကြောင်း မရောက်ဘူးဘူးပဲရေတော့ကောင်းမှာနော် 用胡说的。 ငယ်ကိုချက်ပြီးတော့မောင်းတော့မှတက်လို့ဆိုရင်ပြီးတော့ရအောင်တက်ပြီးတော့နော် ဒီမှာလေတာချင်းအဲ့နံပါတ်နဲ့ကြာအောင် မေထား 他毕业， အဲ့လိုဘယ်နေရောက်ကလည်းအဲ့လိုပို့ပေးရပေါ့ ဆက်ရောက် ဆက်ရှိအောင်ဆိုခွဲပေးရတာပေါ့ 不啊，杜美花， ပြောင်းတော့တောင်းနေပေးရဟုတ်မယ်လားကျေးဇူးတင်ပါ
တစ်တစ်လေးကြည့်လိုက်လေခုတော့အမရပြီသွားမယ်ခလောင်အင်းဆက်နှိပ်မယ်နောက်တစ်နေ့ငါပြီဒါဘလို့ခေါ်အိုးဝေလည်းမဟုတ်ဒါဘလို့ခေါ်တိုင်းကားပဲ ကောင်းပြီကောင်းပြီ ပုံပိန်နဲ့သွား